တဏှာကဘယ်ချိန်တွေမှာပေါ်လာတတ်တယ်လဲအစင်းကိုမြင်တဲ့အချိန်ပေါ်တတ်တယ်အတန်ကိုကြားတဲ့အချိန်ပေါ်လာတတ်တယ်အနံ့ကိုရှူတဲ့အချိန်မှာပေါ်လာတတ်တယ်အရသာစားနေချိန်ပေါ်လာတတ်တယ်တွေးထီးစရာကိုတွေးထီးရင်ပေါ်လာတတ်တယ်တွေးစရာတွေးချိန်မှာပေါ်လာတတ်တယ်တကယ်ကမကြည့်ဘဲနဲ့လည်းနေလို့မရဘူးနားမထောင်ဘဲလည်းနေလို့မရဘူးမရှူရှိုက်ဘဲလည်းနေလို့မရဘူးမစားဘဲနဲ့လည်းနေလို့မရဘူးအဲ့ဒီတော့ကြည့်တော့ကြည့်စားတော့စားဒါပေမဲ့လို့တဏှာမဖြစ်စေနဲ့ပေါ့မြင်စိတ်ဖြစ်ရင်မြင်စိတ်ဖြစ်တဲ့နေရာမှာရက်ကြားစိတ်ဖြစ်ရင်ကြားစိတ်ဖြစ်တဲ့နေရာမှာရက်နားစိတ်ဖြစ်ရင်နားစိတ်ဖြစ်တဲ့နေရာမှာရက်စားစိတ်ဖြစ်ရင်စားစိတ်ဖြစ်တဲ့နေရာမှာရက်ရှေ့မဆက်စေနဲ့တဏှာမဖြစ်စေနဲ့မြင်ရင်မြင်တဲ့နေရာမှာရက်ဆိုတာကလုံးဝရက်ထားရမယ်လို့မဆိုလိုဘူးနော်ဘာမှမဖြစ်အောင်တော့တားလို့မရဘူးဒါပေမဲ့တဏှာမဖြစ်စေနဲ့ဥပါဒံမဖြစ်စေနဲ့ကာမဘဝမဖြစ်စေနဲ့မျက်စိကကြည့်လဲတဏှာဥပါဒံကံတွေမဖြစ်စေနဲ့နားကနေကြားလဲတဏှာဥပါဒံကံတွေမဖြစ်စေနဲ့ရှားကစားတိုင်းလဲတဏှာဥပါဒံကံတွေမဖြစ်စေနဲ့တဏှာသည်ဘာကြောင့်ဖြစ်တာလဲတဏှာဘာဖြစ်လို့ရောက်လာရတာလဲအာယုံရှိလို့တဏှာလာတာအစင်းအတန်အနံ့အရသာတွေးထီးစရာစတဲ့၅ပါးအာယုံကာမဂုဏ်တွေကြောင့်ဒီတဏှာရောက်လာတာအာယုံတွေကိုတာယာစရာနှစ်သက်စရာဆိုတဲ့အမြင်ရှိလို့တဏှာလာတာဒီတဏှာမလာအောင်ဘာနဲ့ဓာမှလဲဉာဏ်နဲ့ဓာမှရမယ်ပညာနဲ့ဓာမှရမယ်အဲ့ဒီတော့ဘုန်းကြီးတို့ယောဂီတွေကမိမိရဲ့တဏှာမှာဘာကိန်းအောင်ကြိုးစားရမှာလဲဉာဏ်ကိန်းအောင်ကြိုးစားရမယ်ဉာဏ်ဖြစ်အောင်ကြိုးစားရမယ်အမှန်ကိုသိအောင်ကြိုးစားရမယ်ယောဂီတို့ယခုတရားရှုမှတ်နေတာသည်အမှန်သိအောင်ကြိုးစားနေတာပထမသတိလေးကိန်းအောင်ကြိုးစားတယ်ပြီးတော့တမာတိဖြစ်အောင်ကြိုးစားတယ်ပြီးတော့အမှန်ကိုသိတဲ့ပညာဖြစ်အောင်ကြိုးစားတယ်အဲ့ဒီလိုဉာဏ်ဖြစ်လာတဲ့အခါမှာတာယာစရာနှစ်သက်စရာကောင်းပါတယ်ဆိုတဲ့အာယုံတွေဟာဉာဏ်ကနေဆုံးဖြတ်ပေးလိုက်တဲ့အခါအနိစ္စဒုက္ခအနတ္တပဲဖြစ်နေတယ်ဘာမှနှစ်သက်စရာမရှိဘူးအလုံးဒီဖြစ်ပျက်ဒုက္ခသစ္စာအစင်းဆိုတဲ့အာယုံကလည်းအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာအတန်ဆိုတဲ့အာယုံကလည်းအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာအနံ့ဆိုတဲ့အာယုံကလည်းအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာအရသာဆိုတဲ့အာယုံကလည်းအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာမြင်စိတ်ကြားစိတ်တွေဆိုတာကလည်းအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာဖတ်တာနဲ့ဝေဒနာကလည်းအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာဘယ်အာယုံဘယ်ယုံနဲ့မဲလာအနိစ္စဒုက္ခအနတ္တဖြစ်ပျက်ဒုက္ခသစ္စာအဲ့ဒီလိုပဲမြင်အောင်ကြည့်ရမှာပဲတဏှာမြင်ကတာယာစရာနှစ်သက်စရာဖြစ်တယ်ဉာဏ်မြင်ကတာယာစရာနှစ်သက်စရာမရှိဘူးအနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာသာဖြစ်တယ်အဲ့ဒီတော့တဏှာအမြင်ကနေဉာဏ်မြင်ဖြစ်အောင်ဘာလုပ်ရမှာလဲမျက်လုံးပြောင်းကြည့်ကြရမယ်ဘာမျက်လုံးလဲဉာဏ်မျက်လုံးပေါ့အဲ့ဒီလိုမျက်လုံးပြောင်းကြည့်တော့တဏှာလာသေးလားတဏှာမလာတော့ဥပါဒံလာသေးလားကမ္မဘဝရောလာသေးသလားကမ္မဘဝမလာတော့ဘူးဆိုရင်ဇာတိဇရာမရဏတွေကင်းပြီးဒုက္ခခတ်သိမ်းကင်းခြင်းရာနိဗ္ဗာန်ကိုရကြရမှာပါအဲ့ဒီလိုချမ်းသာစစ်ချမ်းသာမှန်ကိုရကျင်ပါတယ်ဆိုရင်တဏှာကိုဉာဏ်နဲ့တားပါလို့တိုက်တွန်းရင်ညီကုန်းချုပ်ပါတယ်ကြိုက်ကလောဆရာတော်အက္ခမဟာပန္တိတအက္ခမဟာကမ္မထာနာစရိယဒေါက်တာဗရဏစန္ဒဝရာပိဝန္တထေရဝါဒမိုးကုတ်ဓမ္မရိပ်သာလှဲကူးမြို့